Hello အမင်္ဂလာပါဒီနေ့တော့အင်ဂျင်ကကောင်မလေးတယောက်ဖြုတ်တော့မယ်အကြောင်းလေးကိုတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်အဲ့တော့ပေါ့နော် view လေးကိုဆက်လိုက်ရအောင်အဲ့ချင်လိုက်တာမိုးမလင်းတိတ်တင်ဟာမလေးမိုးကလင်းနေပြီတကယ်ပါပဲငါတော့နော်တော့တိုက်မျက်နှာတည်လို့လိုက်ပါဦးမလေးဒီနေ့နောက်ကျသွားတာတော့တိုက်မျက်နှာတည်လို့တော့ပြီးသွားပြီအဲ့တော့ငါထမင်းစားရမယ်ငါထမင်းစားဖို့ထားမလေးမေ့နေရဘာဟင်းမှလည်းမချက်ရသေးဘူးကြည်အောင်ထင်းလေးချထပ်ချက်လောက်ပါအောင်မလေးကဲဟင်းကတော့ကြက်သွားပြီဆိုငါကဲထမင်းချက်ပွားဆိုဘွဲကုန်မှာငါထိုင်လိုက်ပါအောင်မလေးထမင်းစားအောင်ပါရီလေးငါဒါပဲစားလိုက်တော့မယ်စားလို့ကောင်းလိုက်တာဘိုက်တော်ဝါဤငါအဲ့တော့မလေးရတဲ့ဥရကြီးကလည်းပူလိုက်တာလေမိုးကြမလို့နဲ့ဘာမှမဟုတ်ဘူးပြန်ပူတာပဲပူလိုက်တာလို့တကယ်ပါပဲပြောမနေနဲ့ငါတော့ဒီထဲမှာထိုင်နေလို့ရှိရင်တော့ပိုးပူမှာအပြင်ပြေးထွက်တော့မယ်ဟေးပူတဲ့တိုင်လုံးဝမခံနိုင်တာပါဆိုတကယ်ပါပဲပူလိုက်တာလေဒီနေ့အိမ်ထဲမှာနေရအပြင်လေးထွက်ထိုင်လာအောင်မယ်အပြင်ရောက်မှပဲနေသားထိုင်တာလေးရှိသွားတော့ငါလည်းလေတဲ့နေ့ဖျားဖူးသွားကျင်လိုက်တာသွားမယ်နဲ့အေးဟုတ်သားပဲငါဒီနေ့ကြောင်းပြတာဖျားဖူးသွားရမယ်ဖျားဖူးသွားဖို့တော့ငါပြင်ဆင်လိုက်ပါအောင်မယ်လေဖျားဖူးသွားမယ်ဆိုပြင်ဆင်စရာရှိရလေးတွေအမြန်ပြင်ဆင်ရဘာလို့လဲဆိုတော့တနေ့နဲ့ငါမှဖျားဖူးသွားမယ်ဟိုနေ့သွားမယ်ဒီနေ့သွားမယ်နဲ့တဖြည်းဖြည်းနဲ့အချိန်ကြီးကကြာလို့ပြင်ဆင်ပါမယ်ဆိုကမှပဲအေကန်းနဲ့သွားတကယ်ပါပဲအဝစားလေးပါလေစပင်ကတော့ဒီတိုင်းဆိုရပါတယ်ငါအဝစားလေးပဲလေးလိုက်မလဲပွားကြီးအဲ့တော့ငါစပင်ကတော့ဒီတိုင်းပါပဲအလှသွားပြင်လိုက်ပါဦးမလေးမိတ်ကပ်ပြင်လိုက်ဦးမယ်ဒါလေးယူအောင်မယ်โอเคငါမိတ်ကပ်ပြင်လိုက်အောင်မယ်မိတ်ကပ်ပြင်ပါမယ်ကဲငါမိတ်ကပ်ပြင်လိုက်ပါအောင်မယ်လေငါလှသွားပြီချစ်စရာလေးငါကဲအပြင်သွားတော့မယ်ဖျားဖူးသွားရမယ်ကဲပူစီရေကြောင်လေးရေဒီမှာနေကြံခဲ့အောင်နော်မမကြီးဖျားဖူးသွားခြင်းလို့ကားလေးနဲ့ပဲသွားလိုက်တော့မယ်โอเคမလီဖျားဖူးကပြန်လာလို့ရှိရင်တော့ချက်ပြုတ်ကောင်းမယ်အိမ်မှာလည်းငါတယောက်တည်းဆိုတော့မလွယ်ပါဘူးလေတက်ပဲလိုက်တာဖျားအဲ့ကြောင့်လို့ပြောတာပေါ့ဖျားကြီးတရားကြီးဆိုတာအေးချမ်းနဲ့ဟုတ်ပါကဲဒီမှာပါကားကိုတော့ဒီနားမှာပဲထားခဲ့လိုက်တော့မယ်တွားလိုက်ပါအောင်မလေးတက်ပဲလိုက်တာဖျားဖျားရင်မြင်တော့ရောက်ပြီရွှေအောင်တဝန်းနဲ့တက်ပဲလိုက်တာလို့ဖျားလေးပါလေတက်ဖူးမှာပဲငါလည်းလေအခုမှပဲလာဖြစ်တော့တယ်ပထမတော့ကတော့မလာဖြစ်ပါဘူးစားတကယ်ပါပဲပထမတော့လာဖြစ်ဖို့နေသားဖျားကြောလိုက်ပါဦးမယ်လေကြောလို့တော့ပြီးသွားပြီငါဖျားရင်မင်းတော့ငါရှောက်ပကြည့်လိုက်ပါဦးမယ်လေတက်ပဲလိုက်တာဒီမှာကြည့်ပါဦးဟိုမှာရေတွေနဲ့ဘက်ကရင်ပြင်မှာင
ငါလဲလေအခုမှပဲဖျားဘူးလာပြတော့တယ်နှမို့ဆိုတာတနေ့နဲ့တနေ့အိုးမပြောချင်ပါဘူးចောင်းစာတစ်ဖက်နဲ့ငါမှလဲဒီနေ့ကျတော့လာပြတော့တော်သေးတာပေါ့လေနှမို့ဆိုရင်ចောင်းစာတစ်ဖက်နဲ့ဟိုနေ့လာမယ်တနေ့ဝင်နေ့လာမယ်စနေနေ့လာမယ်ဥပုံနေ့လာမယ်နဲ့မလားပြည့်ဘူးအခုចောင်းရပိတ်ထားတော့ငါတွားပြစ်တာပေါ့ရေဒီယိုအဆူဆူပါလားတက်ပဲလိုက်တာလို့ပြောမနေနဲ့ဒီဘက်ကငါပက်သွားကြည့်ဦးမှာပဲဒီနေ့မှပဲဖះကိုတသေးချာချာပူရတော့တယ်ဟိုးနေ့တွေတုန်းကလေငါမှပြောမနေနဲ့ဖះပူလေးလာချင်တာကိုလာအောင်လို့မရတာတကယ်ပါပဲဒီထဲကိုဝင်လိုက်အောင်မယ်တက်ပေးလိုက်တာမဆော့ဖះမထိုင်ပြီးတော့ဖះကတော့လိုက်ပါအောင်မယ်လေငါလည်းကြပြားတရားနဲ့နော်ခရောတော့ဘာနဲ့ထွက်လာတာဒီမှာဖះကိုစွန့်ပန်းရည်ချမ်းကပ်ဖို့တော့မှမပါဘူးဖះထိုင်ချစ်ခိုးလိုက်ပါအောင်မယ်လေငါနဲ့လေခရောတော့ဘာထွက်လာတာဒီမှာကြည့်အောင်မဖះကိုမသူများတွေကတ်ထားတာဒီမှာကြည့်ပါအောင်တတိလေးတွေငါတတိကတ်ချင်လိုက်တာငါလည်းခရောတော့ဘာနဲ့ထွက်လာတာဖះဘူးမယ်ဆိုပြီးတော့တကယ်ပါပဲနောက်ရကြကမှပဲအေးဆေးလာပြီးတော့ဖះကိုလိမ္မော်တီးစွန်းလေးတွေတတိစွန်းလေးတွေကတ်လိုက်အောင်ပါပဲအချိုရည်လေးလက်ကတ်အောင်ပါပဲနောက်ရကြကမှဒီနေ့ကတော့ခရောတော့ဘာနဲ့ထွက်လာငါလည်းအိမ်ပြန်တော့ပါမယ်လေမဝယ်လို့ရတာပဲအေးရဲ့မဈေးတယ်ဖះရောက်ပါလေဈေးတယ်မရှိတော့ငါဝယ်လို့မရတော့ပြန်လာအောင်ပါပဲတကယ်ပါပဲအေးရဲ့မပဲဖះကပ်ပါမယ်ဆိုကမှဈေးတယ်ကဘယ်ရောက်ပါလေလို့ဈေးတယ်တွေကလည်းနော်တကယ်ပါပဲဘယ်ရောက်လာလားမသိတကယ်ဝယ်ပါမဒီနေ့တော့လူတွေတိတ်မတွေ့ဘူးငါဖះမှာအဲ့ဒါကြောင့်မလို့ဈေးတယ်တွေလည်းမလာတော့တာလားမသိလူမရှိသေးဘူးဆိုပြီးတော့ဈေးတယ်တွေလည်းအပြင်နေပါရေးသွားနေလားမသိပါဘူးလေငါလည်းအိမ်ပြန်လာအောင်မှာပဲဒီနေ့ဖို့တော့ငါစိတ်ချမ်းသာသွားပြီငါဘူးရှင်နဲ့ဖះကိုပူလိုက်ရလို့တော့သေးရပေါ့နောက်မှဆိုလို့ရှိရင်လေငါမှာဖះဖူးမယ်နဲ့မဖူးပြဘူးဒီနေ့ကတော့ဖះဖူးပြသွားပါပြီโอเคငါအိမ်တော့ပြန်ရောက်ပါပြီပေါ့လားမလေးအိမ်ရောက်ရင်တော့အပူဒဏ်ခံရတော့မယ်တကယ်ပါပဲငါတို့ပြေးပြီဟေးလို့အပူဒဏ်ခံရမှာဆိုတော့အိမ်ထဲမဝင်တော့ပါဘူးလေဒီအပြင်မှာပဲထွက်နေလိုက်တော့တအားပူတာပဲပူလိုက်တာတယ်လို့ပြောမနေနဲ့ဖုန်းလေးကြည့်လိုက်ပါဖုန်းချတဲ့တငယ်ချင်းကိုဖုန်းလမ်းဆက်အောင်ပါပဲဟယ်လိုတငယ်ချင်းနေပါလို့နာလဲငါလားကားလေးကြက်ကျူရှင်နေတက်နေပြီလားဟုတ်တယ်ဒါပဲတော့တငယ်ချင်းတယောက်ကျူရှင်နေတက်နေပြီကဲဒီနေ့တော့ဒီလောက်ပါပဲရှင့်အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်နော်